မိန်းကလေးတွေလေခန္ဓာကိုယ်ရဲ့ဟော်မုန်းပြောင်းလဲလို့ရှိရင်ရာသီမမှန်တာနဲ့လောင်လိုက်ပြက်လိုက်ဖြစ်တာနဲ့တချို့လတွေဆိုလုံးဝမလာပဲပြက်တောက်သွားတာပေါ့နော်ပြီးတော့လာရင်လည်းနည်းနည်းစီနဲ့ပိုက်လဲတအားနာတယ်မခံနိုင်လောက်တဲ့အထိပဲပေါ့နော်အဲ့ဒါရောက်တိုင်းကြုံရမယ်လို့ထင်တယ်နော်လဲအဲ့လိုဖြစ်နေကြပေါ့နော်ပြီးတော့ကိုလက်မအီမတာဖြစ်တယ်အသားရည်လည်း fresh ဖြစ်မနေဘူးပေါ့နော်အဲ့ကြောင့်မလို့နောက်ကဒီချာနွန်နာရီလေးစမ်းတောက်ကြည့်တာနည်းနည်းလေးတော့ကြာပြီပေါ့နော်သူကဒီနင်းစီပန်းအဖူးလေးတွေနဲ့ cherry လေးတွေကိုလက်ဖက်အဖြစ်လှုပ်ထားတဲ့အတွက်ကြောင့်မလို့အဓိကမိန်းကလေးရဲ့ခန္ဓာကိုယ်အတွင်းပိုင်းဟော်မုန်းတွေကိုညီမျှအောင်ထိန်းပေးတယ်ပြီးတော့ရာသီမှန်စေတယ်ပေါ့ပြီးတော့ဒီဟော်မုန်းကြောင့်ဖြစ်တဲ့တင်တိတ်တွေဝက်ချန်တွေလည်းတက်တာစေတယ်အသားရည်လည်းကြည်လင်လှပစေတာပေါ့နော်ရင်နွေးနဲ့10မိနစ်2မိနစ်လောက်စိမ်ပြီးရင်တောက်လို့ရပြီအနက်လဲတင်းမွမွေးလေးနဲ့တောက်ရအရန်လွယ်တယ်ပြီးတော့နောက်အရန်ကြိုက်တဲ့တစ်ချက်ကသူကကာဖေအင်းတက်မပါဘူးဆိုတော့တရက်တထုပ်တောက်ပေးလိုက်ရုံနဲ့မိန်းကလေးတွေရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကျန်းမာရေးအတွက်လုံလောက်ပြီပေါ့နော်ချာနွန်နာရီလေးတောက်ပြီးတော့မိန်းကလေးတိုင်းကိုကျူးဆိုင်ကြဖို့မမေ့နဲ့နော်